တော်မင်းဘာလို့ကြောက်ကြော်တွေပဲစားနေတယ်ဘာပြောရမလဲအဲ့ကြောက်ကြော်တွေပဲစားနေတယ်ငါတို့တခြားကြောက်ကြော်သွားစားကြမယ် ဘာကြက်ကြော်လဲပြော ဘာပြောကြောက်ကြော်ဆိုတာအเจ้าမှာငါတို့ပတ်ကြီးပြိုင်ပွဲရှိတယ်အဲ့ပတ်ကြီးပြိုင်ပွဲမှာတွားပြိုင်ပြီးတော့ငါတို့နောက်ဆုံးနိုင်တယ်ဆိုလို့ရှိရင်ဝင်နာချစ်ကန်တွေကရပါ ။မင်းကပြောပြအောင်လေအဲ့ဆို အခုလုံးမဲ့ပွဲက DUA ရနေကျင်းပါပြီလေ Campus Class ဆိုတဲ့ပြိုင်ပွဲကွာအဲ့ပြိုင်ပွဲကငါတို့ကပတ်ကြီးလုံးမှာပတ်ကြီးလုံးမယ်ဆိုတော့ငါတို့အဲ့ပတ်ကြီးမှာအခုကငါတို့ဒီမှာ register လုပ်ပြီးတော့ငါတို့ပြိုင်မယ်ပြိုင်မှုရလို့ရှိရင်အเจ้าမှာငါတို့ champion ရလို့ရှိရင် VEC မှာသွားပြီးတော့ပြိုင်အောင်ပါငါတို့အเจ้าကိုယ်စားပြီးဖြစ်မဲ့ခွင့်ရေးကွာအဲ့တော့ငါတို့က register လုပ်တင်တယ်ကွာ အဲ့ဒါဘယ်မှာ register လုပ်အောင်ပြောပါ ဒဂုံ University Esports Association page မှာသွားပြီးတော့ register သွားလုပ်လို့ရတယ် link တွေရော QR တွေရောအကုန်လုံးအမှရှိတယ်အမှသွားပြီးတော့ register သွားလုပ်လို့ရတယ်ပါတိက အဲ့ဆို DUE ရဲ့ page မှာတော့ရှိုးလာအောင်ချက် အမေရှိုးတာနောက်ကိစ္စငါ့ကိုဒီနေ့ကြည့်အောင်